monetization လေးတွေရှိတာပေါ့နော် YouTube monetization မှာဒီတာတန်ရဖြစ်เสียတခုရှိတာပေါ့နော် YouTube အောင်သွားပြီဆိုပြီးတော့လေ YouTube monetization လုပ်တဲ့နေရာမှာအချက်3ချက်တော့အစစ်3စစ်ပြီးသွားတယ်ဒါပေမဲ့နော်ဒါပေမဲ့ဒီ monetization ခလုတ်မပြောက်ဘူးပေါ့နော် monetization option ပေါ့နော်အဲ့ monetization option ပြတဲ့အခါမှာဆိုရင်သူ့ဖွင့်လဲပိတ်လဲလုပ်ပေးလို့ရတယ်ဖွင့်ပေးပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါကသူများစီကကြမ်းသိရတာကိုပြောပြတာနော်ပထမဆုံးသူကဒီလိုမျိုးပေါ့နေတကယ်လို့ဒီစာကိုပို့လာတယ်ဆိုရင်တော့အဲ့မှာကြီးသူပြောတာ welcome to YouTube partner program တဲ့ as a YouTube partner you can လေနော် YouTube partner program နဲ့ကြိုဆိုတယ်အဲ့တော့ကြောင့်မင်းလွတ်လို့ရပြီဘာလွတ်လို့ရမလဲဆိုတော့ monitor your video monitor တွေပါတယ်လွတ်လို့ရပြီเนาะဆိုတော့အဲ့မှာပြီးတဲ့အခါမှာကိုကတော့ဒီစစ်မှာငါ monitor အောင်သွားပြီဆိုပြီးတော့ဒီလိုညင်နေလို့မရဘူးအဲ့ monitor စာကြည့်တဲ့အခါမှာ monitor ခလုတ်တွေမတွေ့ဘူးเนาะ studio ထဲဝေကြည့်လဲ monitor ခလုတ်မတွေ့ဘူးเนาะဒီ let's go နှိပ်လိုက်မယ်ဆိုတော့အဲ့ဒီ m ဆိုတဲ့နေရာကိုရောက်သွားမှာပေါ့เนาะအဲ့ဒါနှိပ်လိုက်မယ်ဆိုရင် m ဆိုတဲ့နေရာလေးရောက်သွားမယ်เนาะဒီမှာလေး m ဆိုတာလားဒီနားမှာလေးဒီမှာနောက်ပြီးတော့အဲ့ဒီ monitor ခလုတ်ဆိုတာကလည်းဒီနားမှာပေါ့နော်အခုဒီမှာ video content မှာရှိတယ်ဒီ visible နဲ့ retrace ရဲ့ jam monitor ဆိုတဲ့ခလုတ်လေးပေါ်နေရမယ်ဒေါ်လာ sign လေးနဲ့ပေါ့နော်ဒီ m မှာပါတဲ့ sign လေးနဲ့ဒီမှာတစ်လိုင်းထပ်ပေါ်အောင်မှာပေါ့နော်ဒါပေမဲ့မပေါ်ကြဘူးပေါ့နော်မပေါ်ကြဘူးဆိုပြီးတော့ monitor ခလုတ်ရှာရလဲတွေ့မှာမဟုတ်အဲ့ဒါကဘာဘယ်မှာရှာရမလဲဆိုတော့နော်ဘယ်မှာရှာမလဲဆိုတော့เนาะအဲ့ဒီ congratulation ရောက်လာတဲ့အခါမှာဒီ let's go ကိုနှိပ်လိုက်ရင်သူက m ထဲကိုရောက်သွားတယ်เนาะ m ထဲကိုရောက်သွားတယ်ဒီထဲကိုရောက်လာတာပေါ့ m ထဲကိုအဲ့ဒီမှာဒီမှာ watch page A ဆိုတာရှိတယ်เนาะဒီမှာကြည့် watch page A ဆိုတာရှိတယ်เนาะအဲ့ဒါဟို get started ကိုသွားမှရမှာတချို့လူတွေကအဲ့ဒါသွားစရာမလိုဘူးเนาะသွားစရာမလိုဘဲနဲ့သူကတမျိုးအတီ monitor အောင်ပြီးသားဖြစ်သွားတယ်တချို့ကတော့သွားပေးရတယ် monitor ခလို့မတွေ့ဘူးနော် monitor ခလို့မတွေ့ဘူးအဲ့ဒါ get started ကိုသွားမှအစစ်ပြေတယ်နော်အစစ်ပြေမှာပေါ့လေနော် get started နေ့တော့ဘာဖြစ်လဲဆိုတော့စာတွေတွေ့ရမှာပေါ့နော်get started ကိုနှိပ်လိုက်တာနဲ့တော့ပထမတော့ဟိုပါပေါ့ပက်စာတွေဘာတွေပေးရမှာဆိုလို့တော့ကြောက်ပြီးတော့မနှိပ်ရကြဘူးပေါ့နော်the get started ကဘာပြလဲဆိုတော့သူ့ကိုနှိပ်လိုက်ပြီဆိုရင်သူကနော်ခဏလေးပထမဆိုသူ့နှိပ်လိုက်တွေ့ရမှာကတော့ဒီဘာလဲဆိုတော့ recent တော့မဟုတ် get started ဒီမှာတော့ရှာလို့မတွေ့တော့ဘူး get started နော်get started ဆာလို့မတွေ့တော့ get ပထမဆိုတွေ့ရမှာကတော့ဟိုတတိလေးပေါ့နော်ဖတ်เสียတခုပေါ့အဲ့ဒီဖတ်เสียတခုကိုဖတ်ကြည့်ရမှာပေါ့နော်ဖတ်ပြီးတော့ तू ကဘယ်လောက်ပေးမယ်ဘာညာပေါ့ဒီများတွေဘယ်လောက်ကြည့်ဘယ်လောက်ပေးမယ်အဲ့လိုဖတ်เสียတခုကိုသူတို့ကပေးမှာပေါ့အဲ့ဒါကိုကြည့်ပြီးတော့အခုလုပ်ပြီးတဲ့ခါမှာ asset လုပ်ပေးလဲ asset လုပ်ပြီးဆက်သွားမှဆက်သွားရတယ်နော် asset လုပ်ပြီးဆက်သွားမှရမှာနော်ဆက်သွားပြီးဒီနေရာကိုတွေ့လိမ့်မယ်ဒီမှာအတိကတော့ तू ကဂျော်ညာလေးတွေကိုဘယ်နေရာမှာထည့်မလဲအဲ့ဒါပြောတာနော် तू ထည့်မဲ့နေရာဒီမှာလေ pre-roll တဲ့ mid အစအလဲအစိုးတွေမှာ तू ကထည့်မယ်နော်ကြော်လို့ရတာတွေကြော်လို့မရတာတွေပါတယ် skit နော် not skit ပါမယ်နော်အဲ့မှာ show နော်ဒါလေးအမှချစ်ဖြုတ်လိုက်မယ်ဆိုတော့အလဲမှာ तू မထည့်ပြီးတော့ဘူးဒီမှာနော်ဒီများတွေပြောတာကတော့အလဲမှာထည့်ပြီးပို့ကောင်းတယ်လို့ပြောတယ်နော် submit row it ကျူးရမယ်လက်လွတ်တဲ့အခါမှာလဲနော်လက်လွတ်တဲ့အခါမှာလဲနော်အဲ့ဒါလွတ်လို့ရတယ်ပေါ့နော်ဒါလည်းဖြုတ်ချေဖြုတ်ပေါ့ဆိုတော့ဒါတွေကအဲ့လိုပေါ့နော်အဲ့လိုလို့ဒါမဲ့ဒါတွေကဟိုကိုနောက်ဘက်တည်တဲ့ခါမှာကိုပြန်ပြီးတော့ manage လုပ်လို့ရပါတယ်ငါနော်ငါထက်မလား monitor ဖွင့်မလားမဖွင့်ဘူးလားလုပ်လို့ရတယ်မဖွင့်ချင်လဲမဖွင့်လို့ရတယ်တချို့ဗီဒီယိုတွေ10မိနစ်နဲ့အထက်လို့ကြားတယ်နော်အဲ့ပြီးတဲ့ခါမှာနေ့ကိုဆက်သွားဒါနဲ့6အဲ့ထဲဝေတာနဲ့တွေ့ရမှာနော်နောက်ကိုဆက်သွားပြီးတော့သူထပ်တွေ့သေးတယ်
နော်တစ်ခုထပ်တွေ့ဦးမယ်တစ်ခုထပ်တွေ့ဦးမယ်ဟာနေအော်ဒီမှာဒါလေးထပ်တွေ့ဦးမယ်ဒီမှာဒီမှာဒါလေးထပ်တွေ့ဦးမယ်နော်ဒီမှာတက်လာ monitors all ဆိုပြီးတော့တက်လာအခုမှလာတာဒါလေးတွေ့ဦးမယ်မှာ all my video exit video ကိုမှရှိတဲ့ video အားလုံးကိုပေါ့နော်အဲ့ဒါအမှချစ်လို့ထားတယ်ကိုမှရှိတဲ့ video အားလုံးကိုနော်သူကတခါတော့ monitor ဖွင့်ပေးတယ်မဟုတ်ရင်ကိုတစ်ခုကြီးလက်ဖွင့်နေရမှာပေါ့နော်နောက်မှကိုတော့ပြပေးလို့ရတယ်ကိုမကြက်တဲ့ဟာနော် aware choose ဆိုတာလေးကိုတင်တော့ကိုကလောက်အောင်ပေါ့ all လောက်ထားလဲတော့ဒါသူ့အကူလုံးမှချစ်ပေးရတယ်ကိုမကြက်တဲ့ဟာကိုပြတော့ off လုပ်ပေါ့ပြီးတဲ့ခါမှ monitor ဆိုတာလုပ်လဲအဲ့ဒါကိုနှိပ်လိုက်တာနဲ့တခါလဲနော် monitor ဆိုတာအကုန်လုံးပေါ်လာမှာခုနပြောခဲ့တဲ့နေရာတွေမှာနော်အဲ့ဒါကတချို့ကအဲ့ဒါကိုတတိမထားမိကြဘူးပေါ့နော် monitor ခလုတ်ပြောက်နေတယ်နော် monitor ခလုတ်ပြောက်နေဆိုတော့အဲ့ဒါပြီးတဲ့အခါပါလဲဆိုတော့အခုဆိုဒါဗီဒီယိုတင်တဲ့အခါဆိုကြည့်တယ်လေဒီမှာဗီဒီယိုတင်တဲ့အခါဆိုရင်ဒီမှာသလားသူကဘာပြည့်လဲအဆက်တော့ဒီမှာ detail နဲ့ video element တော့ပဲရှိတာနောက်ပြီးတော့ check မှာနော်နောက်ပြီးတော့ visibility ပေါ့ဒါပေမဲ့အခုက monitor ဆိုတော့ခလုတ်လေးပါလာတယ်ဒီမှာသလားဒါမှပါလာပြီနော်ဒီတော့မပါဘူးပါလာပြီဆိုတော့သူ့မှာတီးပြတ်လို့ရတော့ဥမာဒါလေးကိုပြီးဒီပဲဆက်သွားမယ်ဆက်သွားတဲ့အခါမှာဒီမှာ monitor သလားဒီမှာနော် add နော် we choose as to balance your earning and improve your experience to how you want to earn money from your video အဲ့ဒီကြော်ညာထည့်တာတွေကဒီမှာလမ်းသိပြီးလို့ရတယ်ဒီမှာ monitor ရှိရလေကိုကမအုပ်ချဘူးဆိုရင်မအုံနဲ့ပေါ့ဒီမှာအုပ်လို့လဲရတာပဲဒီမှာကြီးနော်အုပ်လို့ရတာပဲအုပ်လဲဒီလိုမျိုးဒါလေးပေါ်တာပေါ့ဒီလိုပြောတာနော်ဒီလိုဗီဒီယိုကော့တက်မှာလဲဒါလေးတွေပေါ်မှာနော်ကဲဒီမှာကြီးအဲ့လိုထည့်ပေးရမယ်ပြောတာဒီမှာ money and နော်show မကြီးကြော်ညာတယ်ခုနကြော်ညာကိုက all လုပ်ထားတာဘာမှမဖြစ်ဘူးเนาะဒါမှမဟုတ်ကိုပြိုင်တော့ money လုပ်လို့ရတယ်ဒီမှာကြီးเนาะ YouTube will automatically insert so into natural balance in your video လမ်းမုံတဲ့ဒီမှာကြီးအလယ်မှာเนาะထည့်မလားမထည့်ဖြုတ်လဲပေါ့ဒီမှာဖြုတ်လဲတော့ဘာဖြစ်လဲဒီမှာကြီးတာတာပေါ့တာတော့ manage and slow ဆိုတာ manage ဆို manage ကိုနှိပ်လိုက်ပါဖြစ်ရင်ဘာတွေ့ရမလဲဆိုတော့ဒီမှာကြီးဘယ်မှာထည့်ချတယ်လဲเนาะဘယ်မှာထည့်ချတာလဲဘယ်နှမိနစ်မှာထည့်ချတာလဲအဲ့ဒါတွေပါလာမယ်လေเนาะအဲ့ဒါတွေကတော့ normal ပဲလေ့လာကြတော့เนาะနောက်ဒီမှာကြီးနော်location is နော် tab of add နားရယ် scale ရယ် display ရယ်နော်အဲ့လိုတွေအများကြီးရှိတယ်ဗောနော်ဒီမှာကြီးမလေးများဒါလောလောဆယ် follow a format are option for your video လက်မကြည့်နေတော့ဘူးအဲ့ဒါကိုယ့်ကိုရှာလို့ကြည့်တော့အဲ့လိုဖွင့်ထားပြီးတော့နော်နေလိုက်မယ်ဆိုရင်နော်ဒါတော့ဟိုခုနကပေါ့ ask တွေပါထည့်တာပေါ့နော် ask တွေပါထည့်ပြီးask တွေပါထည့်ပြီးကဲဆက်နေလိုက်မယ်ဆိုရင် copy လေးစိတ်တာတယ်နော် okay တဲ့နော် teacher result unfunded တဲ့ estimate outcome in the future and evaluate your video တဲ့ဒီအရာစစ်တာကယာကြီးပဲပေါ့နော်အချိန်မီနောက်ဆိုပြဿနာဖြစ်လာတော့ဖြစ်နိုင်တာပေါ့နော်ကဲအခုဆိုရင်ဒါပြီးသွားပြီနော် public ဖြစ်အောင် public နော် public ကဲမကြီးဗီဒီယိုတစ်ပုဒ်တိတ်လိုက်ပြီနော်ဗီဒီယိုတစ်ပုဒ်တိတ်လိုက်ပြီဆိုရင်ခုနပြောသလိုပဲဒီမှာကြီးဒီမှာတရာ monitor ဆိုတာယူဝေလာတယ်အစတော့မရှိဘူးဒါနော်ဒီကြားမှာ visibility နဲ့ retro ကြား monitor ဝေလာတယ်သူ့ထောက်ပြီးတော့ဒီတာနှိပ်လိုက်ရင်ပိတ်မလားဖွင့်မလားရတယ်နော်ရတယ်သူကဒီ Play Store မှာရှိတဲ့ဒီ contact မှာရှိနေတာနော် contact မှာရှိတယ်အခုကတော့monitor လုပ်ပြီးဆိုတော့ and မှာကတော့ဘယ်လိုတွေ့ရမလဲဆိုတော့ဒီ web page ဆိုတာဒီထဲပဲတွေ့ရမှာပေါ့နော်နှိပ်လိုက်တော့ဒါပဲတွေ့ရမှာပေါ့နော်အစကတည်းကတော့မပြိုင်တော့နော်
A category ပြန်တော့ manage လုပ်လို့ရတယ်အဲ့ဒါစမ်းကြည့်ပေါ့နော်စမ်းကြည့်အစတော့ဒီနားမှာ get started ရှိတယ်နော်ဒီမှာ8ခုရှိသေးတယ်နော် unfro 8 YouTube partner and short feed you get unfro and between short and watch your short ဒါကလည်းဟိုပါပေါ့ဟိုဗီဒီယိုအတူလေးတွေထည့်တာပဲမစမ်းကြည့်ရသေးဘူးเนาะကဲအဲ့ဒါလေးပဲဘုသူဒအနေနဲ့ပြောမှာနော်ဘုသူဒသိထားတာပေါ့နော်တွေ့ထားတာပေါ့ဟိုမှာတန်ငယ်ချေတူသူဟာအဲ့လိုဖြစ်နေလေသူဟာအဲ့လိုဖြစ်နေကဲဘုသူဒရမယ်တော့ထည့်ပါတယ်ကြာတော့မသိဘူး